လက်မပေါ်မှာအဘွားအိုတယောက်ကရုတ်တရက်မေ့လဲသွားတာကိုမိန်းကလေးတယောက်ကတွေ့လိုက်ရပါတယ်။ဒီတော့ဒီမိန်းကလေးကမြန်မြန်လေးရှေ့ကိုတိုးပြီးစစ်ဆေးကြည့်ရှုလိုက်ပါတယ်။ဒီအဘွားအိုတဲ့ကိုဘောကိုလက်တင်လိုက်တာနဲ့တကိုယ်လုံးကိုစွမ်းအင်တွေလှိုင်းလုံးကြီးလိုပြန့်နှံ့သွားခဲ့ပါတယ်။မကြခင်ပါလေအဘွားအိုတတိပြန်ရလာတော့တာပါ။ဒီမိန်းကလေးကိုကျေးဇူးဆက်ဖို့လက်ဆောင်တစ်ခုထုတ်ပေးုံတမကသူ့အိမ်အထိကိုယ်တိုင်လိုက်ပို့ပေးခြင်းခဲ့ပါတယ်။ဒီမိန်းကလေးကသူမဟာမိဘမဲ့တူသူပြီးဘယ်အိမ်မှမရှိဘူးလို့ပြောပြလိုက်ပါတယ်။ဒီမွဲတင်နေတဲ့မိန်းကလေးကိုမြင်လိုက်ရတော့အဘွားအိုကချက်ချင်းပဲမွေးစားဖို့ဆုံးဖြတ်လိုက်တာပါပဲ။အိမ်ကိုရောက်လာတဲ့အခါမှာတော့အဘွားအိုကဒီမိန်းကလေးကိုလှပတဲ့မင်းသမီးဝတ်စုံလေးတွေဝတ်ဆင်ပြလိုက်ရုံကတအိမ်သားလုံးရဲ့မိသားစုဓာတ်ပုံကိုထုတ်ပြီးမိသားစုဝင်တွေကိုမိတ်ဆက်ပေးခဲ့ပါတယ်။ဒါပေမဲ့အဘွားအိုကအငယ်ဆုံးသားလေးကိုမိတ်ဆက်တဲ့အခါမှာတော့မျက်ငါသားကရုတ်တရက်အယမ်းဝမ်းနေသွားခဲ့ပါတယ်။အကြောင်းကတော့အငယ်ဆုံးသားလေးဟာမတော်တဆမှုတစ်ခုကြောင့်ခြေထောက်တန်ရာရခဲ့ပြီးအဲ့ဒီအချိန်ကတနေ့တာထာယာကနေထနိုင်တော့တာမဟုတ်ပါဘူး။ဒီအဘွားအိုကြီးစိတ်မကောင်းတာကိုမမြင်ကျင်တော့တဲ့အတွက်ဒီမိန်းကလေးကဆေးကွက်တစ်ခွက်နဲ့အကိုကြီးအခန်းထဲကိုဝင်သွားခဲ့ပါတယ်။ထင်မှတ်မထားပဲနဲ့အကိုကြီးကလေးများတစ်ချောင်းကိုကောက်ပြီးဒီမိန်းကလေးကိုချင်းရွဲလိုက်ပါတယ်။သူကတော့ပြင်ပလူတွေဝင်ရောက်နှောက်ယှက်တာကိုမလိုလားလို့ပါ။ဒီမိန်းကလေးကဆေးလာပို့တာပါလို့ပြောပြီးအကိုကြီးပြန်ထနိုင်အောင်လုပ်ပေးချင်တာပါလို့ဆိုလိုက်ပါတယ်။ဒီစကားကိုကြားတော့အိမ်အကူမယ်လေးကဒီမိန်းကလေးကိုအော်ဆဲပါတော့တယ်။သူမကဒီမိန်းကလေးကအကိုကြီးရဲ့နာကျင်နေတဲ့နေရာကိုသွားပြီးစနှောက်နေတယ်လို့ထင်ခဲ့တာပါ။ဒီမိန်းကလေးကစိတ်မကောင်းလို့ငိုချမ်းလိုက်ရပါတယ်။ငိုတန်ကြားလိုက်ရတော့အဘွားကြီးကချက်ချင်းဆိုသလိုပြေးလာပါတယ်။သူကအိမ်အကူမယ်ကိုဘာဖြစ်တာလဲလို့မေးလိုက်ပါတယ်။အိမ်အကူမယ်ကအဘွားကြီးကိုအရန်ကြောက်သွားတာနဲ့ဘာမှမပြောရတော့ပါဘူး။ဒီအချိန်မှာအကိုကြီးကလူတယောက်ကိုခေါ်ခိုင်းပြီးဒီမိန်းကလေးကိုအပင်ပို့ခိုင်းလိုက်ပါတယ်။ဒါပေမဲ့ဒီမိန်းကလေးကတော့အကိုကြီးဆေးတောက်ဖို့ကိုမျှော်လင့်နေစေပါ။သူမကသူ့ခြေထောက်ကိုကုစားပေးနိုင်တယ်လို့ပါပြောလိုက်ပါတယ်။အကိုကြီးကဒီကိစ္စနဲ့ဆက်ပြီးအငင်းပွားနေဖို့မလိုတော့တဲ့အတွက်နောက်ဆုံးမှာတော့ဆေးကိုတောက်လိုက်ရတာပါပဲ။ပြီးတော့ဒီမိန်းကလေးကသူ့ခြေထောက်ပေါ်ကိုအမြန်ဆိုသလိုလက်တင်လိုက်ပါတယ်။ဒါပေမဲ့ဘာမှတုံ့ပြန်မှုမရှိခဲ့ပါဘူး။ဒီမိန်းကလေးနဲ့အဘွားကြီးပြန်သွားမှုရှိသေးတယ်။နောက်တစ်စက္ကန့်မှာတော့ဦးလေးကြီးကသူ့ထိုင်နေတဲ့ဘီတက်ကုလာထိုင်ကနေရုတ်တရက်ထရလိုက်ပါတော့တယ်။လူတိုင်းအလွန်အံ့ဩသွားကြပါတယ်။အဘွားကြီးကဒီမိန်းကလေးဟာဖယားသခင်ဆေးလွတ်လိုက်တဲ့ကံကောင်းခြင်းကျယ်ပွင့်လေးလို့ထင်သွားခဲ့ပါတယ်။လူတိုင်းကအဘိုးကြီးစီသွားပြီးဒီတဲ့ရင်ကိုပြောပြမှုရှိသေးတဲ့အချိန်မှာပဲဒီမိန်းကလေးကအဘိုးကြီးလက်ထဲမှာခွဲပေါက်လေးကိုစိတ်မကောင်းစွာပိုက်ထားတာကိုတွေ့လိုက်ရပါတယ်။သူမကလူတိုင်းကိုခွဲပေါက်လေးပိုက်နာနေပြီးရေစာနေတယ်လို့ပြောပြလိုက်ပါတယ်။ဒါပေမဲ့အိမ်အကူမဲကဒီမိန်းကလေးစကားကိုမယုံပါဘူး။သူမကခွဲပေါက်လေးကိုနေ့တိုင်းပြင်ပကတွန်းလာတဲ့ခွေးစာကျွေးနေမှုဘာမှဖြစ်เสียအကြောင်းမရှိဘူးလို့ပြောပါတယ်။ဒီမိန်းကလေးကခွေးပေါက်လေးစကားပြောတာကိုသူမကြားရတယ်လို့ပြောလိုက်ပါတယ်။အဘိုးကြီးကဒီမိန်းကလေးကသူ့ကိုချီးမြှောက်နေတယ်လို့ထင်ပြီးသူမစကားကိုတိတ်အလေးမထားရပါဘူး။ဒီမိန်းကလေးလည်းပါအခြားရွေးချယ်စရာမရှိတော့တဲ့အတွက်ကိုယ်တိုင်ရေကွက်လေးယူပြီးခွေးပေါက်လေးကိုတိုက်ဖို့လုပ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲခွေးပေါက်လေးကရုတ်တရက်ရွှေတစိမ်စုတစ်ခုကိုထွေးထုတ်လိုက်ပြီးစွမ်းအင်အပြည့်ပြန်ရသွားပါတော့တယ်။အဲ့ဒီအခါကျမှအဘိုးကြီးကဒီမိန်းကလေးကိုမှားယွင်းစွာနားလည်ခဲ့မိတယ်ဆိုတာသိသွားပါတော့တယ်။အကိုကြီးကအိမ်အကူမဲကိုခွေးပိုက်ထဲမှာရွှေတစိမ်စုဘလို့ရောက်သွားတာလဲလို့မေးလိုက်တဲ့အခါအိမ်အကူမဲကကြောက်လန့်သွားပြီးဒါပေမဲ့အဘိုးကြီးကအရန်ဒေါသထွက်ပြီးအိမ်အကူမဲကိုအိမ်ကနေမောင်းထုတ်လိုက်တာပါ